ဆောင်းချိုးပြီဘလို့လဲနင်ငါ့ကိုတင်အောင်တက်နေလားတောင်းပါဟဲ့လေးကိုရင်ချင်းမုံရေကိုချစ်လို့ယူထားတဲ့ယောက်ျားကိုကျုပ်ကတင်အောင်တတ်မလားတော့ကောင်းမနင်ကငါချစ်လို့ကြိုက်လို့ယူတာမဟုတ်ဘူးနော်မိဘအတင်းပေးကြယူတာနားနေလားမဟုတ်တော့သိပါလေဟုတ်သားပဲယောက်ျားယူမဲ့ကြရင်ကိုအိုးနဲ့ကိုဆန်တန်ုံကြည့်ယူမှာပေါ့မသိဘူးတော့ကျုပ်ကတော့ချစ်လို့ယူလိုက်တာပဲခမရနဲ့ခမရပြန်ကြည့်စမ်းကျုပ်မျက်နှာဘာဖြစ်နေလို့လဲပြတ်ကြတော့မယ်အရေးတွေထွက်နေပြီဗျခင်ဗျားတကားပြောရင်ညနာကြည့်ကြောညာဟောမျက်နှာကြည့်ကြောတာပါဗျဟုတ်တယ်သူနဲ့ကျုပ်နဲ့ကဆိုလို့ရှိရင်လေသူကကျုပ်ကိုချစ်ပြီးအိမ်အောင်ကြရတာမဟုတ်ဘူးတော့ကျုပ်ကကိုကတစ်ဖက်သက်ဆွဲလန်းပြီးသူ့ရဲ့မိဘတွေကိုလေကျုပ်မိဘတွေကိုတောင်းရခိုင်းရတာတော်ကြကောင်းမနင်မချက်ပြီမဲ့ငါချက်တယ်နားနေလားငါကြရင်လေကိုရင်ချင်းမွေးကျမချမ်းလို့ပါကျမဖက်ထားကြမှာမဟုတ်တော့ဟိုကအိုင်လုံးဘလူးလုံးတွားချမ်းမရဘူးလူပိုက်ပေါ်တက်ခွာချီချစ်လို့ပါတခါတည်းနှာခေါင်းလေးကိုချွတ်လို့ဆိုစုပ်လိုက်မဟုတ်တော့ပါလေးလာပြီးကြက်ကြက်ကြက်ကြိုက်လိုက်မလေးလေးမလုတ်ပါနဲ့ဆိုဒါကြောမရဘူးလာချမလေးလေးဒီနှာခေါင်းကြီးကိုရှင်းလို့ဆိုပြီးစုပ်တယ်ပါကြီးကိုများဇက်ဇက်ဆုပ်ကြိုက်လိုက်သေးတယ်ကဲဘာမှကြောနေတယ်တောင်မငါအချီးဝဲပြီးလို့ရှိရင်တောက်ခွေရတောင်မယာလေးနဲ့ဂရုကိုလေးနဲ့ချော်တာဟုတ်ကဲ့ကိုရင်ချင်းမအော်ကိုရင်ချင်းမဘာလဲဟိုကျုပ်လေးတော်တော်ဖို့ကျုပ်လေးကိုဖြောထားလိုက်အောင်မလားဒီတောင်မနဲ့ကြက်ဥကငါအိတ်ခံမြတ်တောက်ခံနေမသိဘူးလေ